ဦးလေးကဘယ်သူတော့ဗျကျုံဘာလို့ကဲလာတာလဲ ဒီအကြောင်းကိုပြောပြရမယ်ဆိုတော့ချိန်ပဲတကယ်တမ်းကျတော့မင်းကိုဒီချိန်ပြောပြနေလဲမင်းနားလည်းမဟုတ်ဘူးအခုမင်းလက်ရှိကျင့်နေတဲ့ကျင့်စဉ်တွေကိုပဲစူးစမ်းအားထုတ်ပြီးတော့ကျင့်မှာကွာတကယ်တမ်းကျတော့မင်းဟာတာမန်လူမဟုတ်ဘူးငါတူ တာမန်လူမဟုတ်ဘူးတာမန်လူမဟုတ်ဆိုဘာကိုပြောတာလဲဗျကျုပ်ကလည်းရှင်းပြပေးပါဦးဦးလေးက ဦးလေးပြောပြပြီးပဲမင်းဟာတာမန်လူမဟုတ်ဘူးဆိုတာဒီအချိန်မှာရှင်းပြနေလို့လဲမင်းနားလည်းမဟုတ်ဘူးအဲ့ကြတော့မင်းမြင်းမှတ်ထားမှာပါမင်းဟာတာမန်လူမဟုတ်ဘူးအဲ့ဒီကြတော့ဒီနေရာမှာမင်းရဲ့ဆွေဆက်မျိုးဆက်တွေရှိတယ်မင်းအာယုံယူပြီးတော့တရားအားထုတ်လိုက်ငါတို့မင်းရဲ့အကြောင်းတွေကိုတဖြည်းဖြည်းချင်းသိလာလိမ့်မယ်ညီမလေးဘာလို့ငုံနေတာ တော်အိမ်မှာအဆင်မပြေလို့ပါအခုကူညီလို့ရရင်ကူညီပါ ကိုလည်းကိုကြီးဝယ်လာခဲ့တာပါ တကယ်ပြောရနော် တကယ်ပေါ့ အဲ့ဆိုအိမ်ထဲကိုကြောက်ပါ သမီးလေးသမီးဖေယောဂကုဖို့ဆဲဆရာဖြစ်လာတာလား မခေါ်ပါဘူးမေမေ ဒါဆိုရင် तू က ဒီလိုတော့ရဲ့ကျုပ်ကတာမန်ခီးသွားတယောက်ပါအတော်တို့အိမ်ရှိရနေဖြတ်ရင်နဲ့အတော်တို့အိမ်မှာတစုံတယောက်ကအန်ဒီရဲ့အနှောက်ရှက်တွေလှုပ်ထားတာတွေ့လို့အန်ဒီရဲ့ကြနေတာဆိုတော့သိလို့ကျုပ်ကူညီဖို့ဝင်လာခဲ့တာပဲ ကျေးဇူးကြီးလိုက်တာတားရဲ့ကုညီနိုင်ကုညီပါအမေယောက်ျားဖြစ်နေတာ3လလောက်ရှိပါပြီရှိတယ်လည်းအကုန်ပြီးတော့ယောဂလည်းအခုတည်းရှာမတွေ့ပါဘူးတားလေးရဲ့အမေယောက်ျားကိုကဲပါနော် စိတ်ချတော့ဘာမှမပူနဲ့ကျုပ်ကူညီမယ်တမ်ဒရနန်ကိစာဘီတမန်ဒရနန်ကိစာဘီတန်ကာဒရနန်ကိစာဘီ မ
မှာစောက်ရှောက်တဲ့အစောက်ရှောက်ပုဂ္ဂိုလ်ကြောက်ကြံသူကြွားခဲ့ဟာဘိုက်တဲ့ ဘာမှလည်းမရှိပဲနော် ဟောကဲဒီမှာရှိတဲ့မိသားစုအရှိရပုဂ္ဂိုလ်မြည်စေ အမလေး အမေဘာကြီးလဲဆရာလောက်ပါအောင်ဘာကြီးလဲမသိဘူးကြောက်ဆရာလောက်ပါအောင်ဘာကြီး အဲ့ဒါမင်းမတူလေမင်းကဘလို့ပုံကြီးဖြစ်နေတာ ကျွန်တော်ကဒီပုံစံပတ်သွားတာသူတို့တော့ကနဲ့သူတို့ကုသကောင်းမှုမလုပ်နိုင်လို့တာတို့မခေါ်နိုင်လို့ကိုအောင်ကောမတောက်ပနိုင်တာပါ မင်းဒီမိသားစုမကကွယ်နိုင်ဘူးလား ဟာကိုကြီးလို့မရဘူးသူတို့မိစ္ဆာကြီးတယ်လုပ်ပြီးလို့မရဘူး ဒီမိစ္ဆာဘာမိစ္ဆာမို့လို့လဲကွာ မလောက်လေမလောက်စားပြင်ရနဲ့ငါ့ကိုလာဆန်းနေတယ်ဟာမိစ္ဆာဘာလို့ဒီမိသားစုကိုဒုက္ခပေးနေရလဲ ငါကပိုက်ဆံရရင်အကုန်လုပ်တယ် ပတ်စံတစ်ခုတည်းနဲ့နေဒုက္ခပေးတယ်လို့ကွာနေပညာနေကိုပြိုင်ကွာ မယူနိုင်ဘူးမယူနိုင်ဘူး မရှူနိုင်နေငါအကြောင်းသိစေရမယ်ငါအကြောင်းသိစေရမယ်ကဲစေးပါနေရှာထွက်အောင်နေစမ်းနေစမ်းရှာထွက်အောင်နေ အာ ရှာထွက်အောင်နေ အာ စေးပါနေစမ်းအမထွက်စေနဲ့နေတော့ထွက်တော့နေတော့အမထွက်စေနဲ့ပတ်စေးစေနဲ့ ကြောက်တော့ကြောက်တော့အေး ကြောက်ပြီလား အာကဲဒီဆုံးမလဲမှတ်လောက်သားတော့ရှိပြီဆိုတော့ကဲတော့ပါနေလောက်ထားတာပြန်ယူပါလားယူမာတော့နေမရှော့နေမရှော့ငါ့ကိုကတိပေးလား ပေးတယ် နေတို့မိစ္ဆာတွေကတိပေးတာရှုံလို့မရဖယားငါစုထိတ်ပန့်စင်ပါဒီသစ္စာရဲ့ကိုတောက်တော့မိစ္ဆာတွေသူလောက်ထားတော့စုံတိုက်အဝေးတိုက်လက်တိုက်ဩပယောကအစုံတို့ပါသူ့ထံပြန်သွားသူပြန်ယူသွားစေယူသွားပါကမီးတော့ရချစေရှာသစ္စာဒိတ်တဲ့တာနေလုံးเสียရှိတာလို့လက်စမ်းမကြမ်းပဲယူသွားသွားယူသွားတော့ဝါငါကုန်ပြီနော်သွားမယ်
ပညာတွေကျုပ်ကုန်ယူပြီးပြီ ယောက်ျားရှင်တတိရလာပြီလား အဖေကောင်းပါပြီဗော အေးဝင်းလာရတာတပည့်ရဲ့တပည့်ဖေးကောင်းပါပြီဆရာရဲ့ကျေးဇူးတင်တာ မင်းကငါဘောလို့ဖြစ်တာ ရှင်လားရှင်ကိုလေအောင်လန်းတိုက်တယ်နဲ့တိုက်ထားလို့ဒီမှာဗျာတကောရှင်ဆရာလေးကယ်လိုက်လို့ကျေးဇူးတင်တာဆရာရဲ့ ကျေးဇူးတင်တာဆရာရဲ့ ရပါလေကျုပ်က9ရက်သားသမီးအားလုံးကဲနေကြဆိုတော့ခုလည်းကျုပ်ကဲစရာလေးရှိသေးတယ်တွားလိုက် အကိုရဲ့ဒီမှာတညတော့တဲခုပါပါလားရှင်ညီမတို့ဘလို့ကျေးဇူးဆက်ရမှန်းမသိလို့ပါ ရပါတယ်ညီမလေးရေကိုကျေးဇူးတင်ပါတယ် တိနိုင်ဆရာရဲ့ဒီမှာတညတန်နေညတန်နေတဲသွားပါဦးဆရာကျေးဇူးတွေကိုကျမတို့ဘလို့ဆက်မှမသိတော့ပါဘူးဆရာရဲ့အဲ့ဒါကြောင့်မို့လို့တပည့်ပြောသလိုပဲတညတဲသွားပါဦးလားဆရာ ဟုတ်ပါပြီ ရပါတယ်ကျေးဇူးတင်ကြမလို့ပါဘူးကျုပ်သွားလိုက်